ဒီလိုမိတ်ကပ်လွတ်လေးကိုဘယ်လိုပြင်လဲဆိုတာကျမနဲ့အတူလိုက်ကြည့်ကြရအောင်နော်အရန်လွယ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့မိတ်ကပ်လွတ်လေးကတော့ cute type ပဲသွားတဲ့လွတ်လေးကိုပြင်ပြမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမတို့က skin care အဆင့်ဆင့်ကိုတည်တည်ချာချာလေးလင်းရပါမယ်ရှင်ဘာလို့လဲဆိုတော့ဒီ skin care အဆင့်ကအရန်အရေးကြီးလို့ပဲဖြစ်ပါတယ်တခါတလေ skin care တဲ့အချိန်မှာလည်းကျမတို့အဆင့်ကျော်တာတွေတခုခုမလိမ့်ဖြစ်လိုက်တာတွေပေါ့နော်အဲ့လိုရှိတဲ့အချိန်မှာအဲ့ဒါ foundation တင်လိုက်တဲ့အချိန်ကွက်တာတွေပါတယ်အဲ့လိုမျိုးပေါ့မကတ်တာမငြိညာမလာတာတွေလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်အရင်အရေးကြီးပဲပေါ့နော် skin care ဆင်းကျမအခု foundation လေးနေတဲ့အဆင့်ကိုရောက်နေပါပြီကျမအတွက်ဒီ foundation ကအရင်ဆင်ပြေတယ်ပေါ့နော် coverage ပေးတယ်ဝတ်ချင်တိမမွားလေးဆိုရင်တော့ဖုံးနိုင်တယ်နည်းနည်းဝတ်ချင်များတဲ့လူဆိုရင်80-60ရာခိုင်နှုန်းလောက်ကအေးစိဖုံးနိုင်တယ်ပေါ့နော်ပြီးရင်ကျမ concealer လိမ့်ပါတယ်ရှင်ဒီ concealer လည်းကျမကြိုက်ပဲဟိုတူဟိုထဲက concealer ပဲဖြစ်ပါတယ်ကျမဒီနေ့ cute တိုက်လေးပြင်မယ်ဆိုတော့နည်းနည်းဖြူဖြူလေးဖြစ်အောင်တုံးထားလိုက်တယ်ပေါ့နော်ပြီးရင်ကျမကပါနီကိုကျမပန်းအောင်ဖောက်တဲ့ဟာလိမ့်ထားတယ်ပေါ့နော်ခွင်တိုက်လိမ့်ထားပါတယ်ပါနီခွင်တိုက်လိမ့်တယ်ပေါင်းမှလိမ့်တယ်နှာခေါင်းမှလိမ့်တယ်အဲ့လိုပေါ့နော်ကျူးချင်တော့လေဟလာပြီးရင်ကျမမျက်ခုံးဆွဲပါတယ်မျက်ခုံးဆွဲပြီးရင်တော့မှမနေ့ကပြောပြတဲ့အတိုင်းပဲကျမကမျက်ခုံးစိုးတန်နဲ့ပြန်စိုးလိုက်ပါတယ်ရှင်ဒီလိုလောက်တာတော်တော်လေးပို့ပြီးမှအဆင်ပြေတယ်ပေါ့နော်ဟိုလိုအရှိအစိုးတာထက်တော်တော်လေးလာတယ်ပြီးရင်မျက်ခုံးမှာလည်းကျမအဲ့ဒီပါနီထဲရပဲလေးလိုက်တယ်ပေါ့နော်ပြီးတော့ကျမကနာတန်ဖော်ပါတယ်ရှင်နာတန်လည်းပပလေးဖော်ထားတယ်ပေါ့နော်အရန်လည်းမထင်ဘူးဒီလိုပပလေးမတိမတာလေးနဲ့ဒီလိုဖော်လိုက်ပါတယ်ပြီးရင်တော့ကျမမျက်ခုံးပေါ်မှာ glitter လေးနည်းနည်းထည့်လိုက်ပါတယ်အရန်လည်းမများဘူးပေါ့နော်နည်းနည်းပပထည့်လိုက်တယ်ရှင်ပြီးတော့ကျမကမျက်တောင်ကော့ပါမယ်မျက်တောင်ကော့တာလေးတည်တည်ချာချာလေးကော့ပေးရမယ်နော်မျက်တောင်ကော့တယ်ကော့ပြီးရင်ကျမမျက်တောင်တူတက်တယ်ဒါကတော့မပြတော့ဘူးနော်မျက်တောင်တူတက်တာမပြတော့ဒီတစ်ခုနောက်ဆုံးတစ်ခုပဲပြရမ်းကြမှာဆိုလို့ဗီဒီယိုကကိုက cute တဲ့ makeup look ကိုရချင်တဲ့အတွက်ကြောင့်မို့မျက်တောင်ကိုလည်းထူထူကြီးကြီးလေးဟာကပ်ပေးထားတာပဲဖြစ်ပါတယ်ပြီးတော့ကျမတို့မျက်လုံးအောက်ကိုအချောင်းတစ်ချောင်းဆွဲပေးလိုက်မယ်ဘာလို့ဆိုတော့မျက်လုံးကပိုကြီးချင်လို့ပေါ့နော်ပြီးမှကျမတို့မျက်အိမ်လေးဆွဲပါမယ်မျက်အိမ်ဖော်ခြင်းကတော့ပိုပြီးမှ cute စေတယ်ပေါ့နော်အဲ့ဒါကြောင့်မျက်အိမ်ကမဖြစ်မနေဖော်ရပါမယ် cute ချင်တဲ့လူအတွက်ဆိုတော့ပြီးရင်ကိုဆွဲရတဲ့မျက်လုံးအောက်က line နဲ့မျက်အိမ် line အလယ်ထဲမှာပေါ့နော်ကျမတို့အဖြူလေးထည့်ပေးရပါမယ်အဲ့ဒီအဖြူကကျတော့ပိုပြီးမှမျက်လုံးကိုခင်းစီတယ်ပေါ့နော်ပြီးရင်မျက်လုံးအကြောင်းတွေလည်းတိတိကျကျပြန်ဖော်ပေးနေတာပေါ့နော်ကျမကတော့အမပိုပြီးမှခင်းပြီးမှပေါ့နော်ပိုပြီးမှမျက်လုံးကကြီးကြီးလေးပုံစံလိုဖြစ်သွားတာပေါ့နော်မဲ့အိမ်တွေအကုန်ဆွဲပြီးပြီဆိုတော့ကျမ eyeliner လေးစိုးပါမယ် eyeliner လည်းအရန်ကြီးမရှိထွက်သွားတဲ့စိမ့်လေးပေါ့နော်ဒီလိုအောက်ကိုပဲနည်းနည်းဆွဲချတဲ့ပုံစံမျိုးပေါ့ eyeliner အဲ့လိုပဲဆွဲလိုက်ပါအဲ့ဒါကပုံမှ cute တဲ့ဘက်ကိုသွားစေပေါ့နော်ပြီးရင်ကျမ highlight လေးထည့်ပါတယ်နည်းနည်းပလေးထည့်တယ်ပြီးမှကျမကတော့နှာခမ်းလေးလေးနဲ့နှာခမ်းလေးကကျတော့ဒီတိုင်းတဲ့ liner နည်းနည်းထည့်ပြီးမှအနေဆွဲပါမယ်အနေစိုးတယ်လာတော့ပြီပေါ့နော်အဲ့လိုဆိုရင်တော့ဒါကျတော့အရန်လွယ်ကူတဲ့ makeup look လေးပဲဖြစ်တယ်ပေါ့နော်ကြည့်ချင်ပြီးတော့ပို lens ချန်တဲ့အတွက်ကြောင့်မို့ lip gloss လေးထည့်ပါမယ်ကြည့်ချင်ဝေးမှအဲ့လိုမျိုးဖြူသွားပြီပေါ့နော်အခုကတော့ညချစ်စရာကောင်းတယ်နောက်ဆုံးတော့ကျမအရင်လာတော့ပါပြီဒါတော့စပင်မလောက်ရသေးဘူးနော်ရမ်းချစ်စရာကောင်းတယ်အရင် makeup သားလည်းမထူဘူးပေါ့နော်ဒီလိုနည်းနည်းပပလေးပုံစံနဲ့ချစ်ဖို့ကောင်းအောင်လေးပြင်ထားတာပဲဖြစ်ပါတယ်ရှင်အဲ့ဒါပါပဲအားလုံးပဲဘိုင်ဘိုင်